လေးတစ်ခါတော့တော့ပြီးသွားကလေးလေးကြာတယ် မောင်အဲ့လိုပဲတဲ့ရှင်နေခုံပြီးတော့စိတ်လို့ရှားတော့ရှိအဲ့လိုဖြစ်တယ်တဲစီတော့တဲတုပ်ပြီးတော့ အေးဟုတ်ပါပြီမောင်ရေ တော့ဒီပေါက်တယ်နော်ငါပြောနေပြီလို့ချင်းတော့ပေါ့တဲ့တဲလေးကိုစကားပြောပြစမ်း ဟုတ်ပါရဲ့ရှင်ကျမဘဝမှာလေဘသူမှအဲ့လောက်ကြီးတွေကိုဆက်ဆက်လက်လက်အောင်မချစ်ခဲ့ဘူးပါမောင်ရဲ့တွင်မှတာလေဘသူမြင်ချင်းကိုချစ်မိတော့မှန်းကိုမသိတော့တာအဲ့ဒါကြောင့်လေအခုမောင်တခါလေးပူစားထားတယ်မောင်နဲ့အញ្ញံဆုံးလက်ထက်ချင်လို့အကြိုက်နဲ့မခွဲနိုင်တော့ဘူးတော့မှ ဟုတ်တော့ပေါ့တဲ့ဟုတ်တယ်နော် 你往这书包，你干你了，你这人，你又干你了，你什么包呢？哪有真这个啦？你都不修这家伙呀？你看，就老钱了啦，哪有面慢的啦？有爱不搞皮了没？哪里？你嘛欧那不行不成，你搞那嘛欧那不行了，你有嘛？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 那没得呗。俺你妈老子，你们，出来去！不要你！ မင်းတို့เนี่ยဘာဖြစ်လဲငိုလို့ချိန်ပေးကြရဟလားဩငါသဘောပေါက်ပြီငါသဘောပေါက်ပြီမင်းတို့เนี่ยမနာလုံးလုံးကြီးစုပ်နေကြတော့ဟုတ်ကွာလူစရာအဲ့ဒီလိုမျိုးဘူးသူဖုန်းကန်ဖြစ်တာဘာမှတော့တားလို့ရမနာလုံးလုံးကြီးစုပ်တဲ့ဒီပြတော့ကြားတယ်နော်အမြန်ဆုံးလက်ထပ်ချင်ပြီတဲ့အဲ့တော့မနေ့ပြန်စပြီးတော့လက်ထပ်ဖို့ကိစ္စကြီးတော့အဲ့တော့စာချုပ်ထဲမှာပါတဲ့အတိုင်းပဲမြို့နှစ်ပေါ့ငါတို့နှစ်ယောက်ရဲ့ဝေယဝိစာတွေကိုနဲ့ဖန်စားပြီးလုတ်ပေးရလုတ်ပေးဖို့အတွက်မင်းတို့ပြင်ထားဒါပဲဟဲ့လေငါပြချလာဘာလို့ကမထုံတဲ့သေးနေမနောက်တယ်ကွာငါငိုနေတာမင်းတို့နေရာကြောင့်မင်းတို့ရောက်တာငိုနေရတာ ဒီမိုင်းတို့ရတယ်ဗျာတို့တဲ့စကားအစလည်းမရှိအဆုံးလည်းမရှိကျွန်တော်တို့နှစ်ယောက်ကခမရကိုဘာလုပ်လို့လဲကျွန်တော်တို့ကြောင့်ခမရငိုတယ်ဆိုတော့ဘာဖြစ်လို့လဲပြောစမ်းမအောင် မင်းတို့ကမပြောင်းတော့ပြီးမေးနေကြတာလားအဲ့ဒါငါလည်းမင်္ဂလာဆောင်ကနေပါငါကလည်းမကြည့်တော့ကြောက်သွားပြီ ဘယ်လိုပြောလဲ မင်းတို့ပွက်ထားကြတာလားကွာဒီမှာငါတော့ပါငါအိမ်ပေါ်မလုပ်လဲရတယ်ပြဿနာမရှိပါဘူးကွာကောက်ကမှလည်းငါ့ကိုပြပေးပါငါတော့ပြပေးတဲ့ဆုလက်ကလေးပါကွာတော့ပြပေးတဲ့ဆုလက်ကလေးပါငါ့ပြပေးပါကွာ တကယ်မိုးတယ်နော် ဟုတ်တယ်ဟုတ်တယ်ပါ ကိုမေကျွန်တော်မနောက်တော့ဒီပဲပြောမယ်ခင်ဗျားကိုကျွန်တော်တို့မနာလို့ဘူးဆိုတာတော့နည်းနည်းမှန်တယ်ဒါပေမဲ့ခင်ဗျားအခုလိုရုပ်ဆိုးပန်းလို့ဖြစ်ပြီးငိုကြီးချက်မကြီးဖြစ်ရလောက်အောင်တော့မယုံပါဘူးနောက်လည်းမနောက်ဘူးတော့အဲ့ဒါခင်ဗျားယုံ ဟုတ်တယ်ကိုမန်းကြီးရလဲဗျာခမရလည်းဗျာကျွန်တော်နှစ်ယောက်ကမှလာပြီးစွတ်စွတ်ဟိုနေမောင်ဟိုပျောက်သွားတယ်ဆိုတော့အဲ့ကောင်မလေးနေတဲ့နေရာတွေပဲခမသွားမရှာဘူးလား तू ကနေရကွာအဆောင်ကနေ ဟာအဆောင်တော့ရှာရရဆို ခဏသွားရှာမတွေ့တော့ပါဘူးကွာ ဩကိုမန်းကြီးရလဲဗျာနေရလာတာပါဆိုမှနေကိုခဏတော့ထုတ်ပြန်သွားတာနေမှာပေါ့ဗျာခမရလဲခမရအဲ့နေလိမ့်ဆန်လေးပါလေးပေးမထားဘူးလားသူမိဘအိမ်ပြန်လာနေမှာပေါ့အဲ့နေလေးလိုက်တော့ရှာလေ လိမ့်စာလို့နေကွာ तू ငေါ့တခါလိမ့်စာပေးဘူးဟမ်ငါလွယ်ထဲမှာလားမသိဘူး ။အော်ဟုတ်ကဲ့လိမ့်စာရှိတယ်ထိုင်းငိုတယ်အယူရတယ်။တကယ်တော့မလွယ်ဘူး အဲ့တော့ဖြစ်မှာပေါ့ကိုချိုရဲ့သူ့ရည်နဲ့ရထားတာလေးလည်းကြီးယုံနေဒါတော့ဖြစ်မှာပေါ့မမရာမြေလူ ။အေးငိုကြည့်အောင်ကြည့်တော့ချောအောင်မင်း ဟာ